ချစ်မိတ်ဆွေတို့ရေမန္တလေးမိရှိလေးကိုမစားရတာကြပြီဖြစ်လို့အိမ်မှာလောက်စားဖြစ်တဲ့ရှင်အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်ပဲငပိအနံ့လေးရဲ့ကော်ရီပြစ်ပြစ်ကလေးနဲ့တရက်နန်နန်ကြက်သွန်ဖြူအနံ့မှုမွှေးလေးနဲ့ဆိုတော့အရန်ကိုမှစားလို့ကောင်းပါတယ်ရှင်မိရှိလေးလုပ်ဖို့အတွက်ဝက်သားသုံးဓာတ်သားဝက်ခုတ်သားဝက်အခောက်ကလေးကိုအရသာမုံစားပဲငံပြားရည်အကြီးကြက်သွန်အဖြူချင်းတို့ထည့်ပြီးအရသာလေးတွေဝင်သွားအောင်တေချာလေးနှက်ထားပေးရပါမယ်ရှင်ပြီးရင်အိုးထဲကိုရေလေးထည့်အဖုံးလေးအုပ်ပြီးနူးကြည့်နေအောင်ပြုတ်ထားပေးရပါမယ်ရှင်ဝတ်သားအိုးလေးကတက်ထားတာလဲကြာပြီဆိုတော့နူးမနူးလေးစမ်းကြည့်လိုက်ပါအောင်ရှင်ခုဆိုရင်ဝတ်သားလေးတွေအားလုံးလည်းနူးဤလာပါပြီရှင်ချစ်ပဲဆောင်တော့ဂျုံမောနှစ်ဆုံးွယ်စားတကြားတစ်စွန်းကြက်ဥတစ်လုံးတို့ထည့်ပေးရပါမယ်ရှင်ကျက်ဥလေးနဲ့ဂျုံမုံလေးတွေကိုသမသွားအောင်အရင်မှွေပေးပြီးရင်တော့ရေလေးထည့်လိုက်နဲ့ဂျုံကိုနယ်ပေးထားပါမယ်ရှင်ပြီးရင်ဂျုံလေးပွားသွားအောင်လေးလုံးအောင်ဖုံးပေးထားလိုက်ပါမယ်ရှင်ဂျုံလေးနှက်ထားတဲ့အချိန်လေးမှာနှုတ်ဆင်ထားတဲ့တရုတ်နန်နန်လေးတွေကိုစားကြက်သွန်ဖြူရေလေးထည့်ပြီးဖြော်ထားပေးပါမယ်ရှင်ဒီဟာလေးတွေထည့်ပြီးစားမှမိရှိလေးကပုံမွေးသွားပြီးပိုစားကောင်းပါလေရှင်မိရှိဖတ်လေးပြုတ်ဖို့အတွက်ရေနွေးလေးတက်ထားပါမယ်ရှင်ရေနွေးလေးတွေစုပတ်လာပြီဆိုရင်မိရှိဖတ်လေးထည့်ပြီးပြုတ်လိုက်ပါမယ်ရှင်မိရှိပတ်လေးဆက်လို့ရပြီဆိုရင်စကားတဲ့စစ်ချပြီးရေအေးလေးနဲ့ဆေးလိုက်ပါမယ်ရှင်နေထားတဲ့ဂျုံလေးကလည်းပွက်လာပြီဆိုတော့အပြားလေးလုပ်ပြီးကြော်လိုက်ပါမယ်ရှင်
ရလာတဲ့ဂျုံပြားကြော်လေးကိုပြန်ညှက်ပြီးတော့ပြန်ကြော်ရပါမယ်ရှင်အဲ့ဒါမှကျွတ်ကျွတ်ကလေးနဲ့ပို့ပြီးစားလို့ကောင်းပါတယ်ရှင်ဒီနေ့ထားလေးဆိုရင်ဆယ်ပြီးတော့စကားတဲကိုစစ်ထားလိုက်ပါမယ်ရှင်။ကော်ရည်လေးကြိုပါမယ်ရှင်။ကော်မောက်လေးချက်စုံပစုံတွဲကိုအရေးဖြော်ပြီးတော့ရင်လေးပွက်ပွက်စုတဲကိုလောင်းထည့်ပြီးတော့ကြိုပေးရပါမယ်ရှင်။ရင်လေးပွက်ပွက်စုတဲမလောင်းထည့်ပဲနဲ့ကော်ရည်ကိုအရေးဖြော်ပြီးမိပူပေးလိုက်ရင်တော့လုံးခဲပြီးခုလိုမျိုးကော်ရည်မရနိုင်ပါဘူးရှင်။စီနီလေးလုပ်ဖို့အတွက်စီလေးကိုမိပူလေးပေးပြီးတင်ထားလိုက်ပါမယ်ရှင်။ငရုတ်ပြီးမုံလေးကိုအယောင်သိမ်းမုံလေးထည့်ပြီးစီပူလေးတောင်းချပေးလိုက်ပါမယ်ရှင်မိရှိလုပ်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်ဝတ်သားပဲငပီမုံငင်းချင်းမိရှိဖာဂျုံကြောတရုတ်နန်းနန်းစီနီကော်ရီပဲပင်ပေါက်ရည်နွေးဖြောတို့ဖြစ်ပါတယ်ရှင်အခုဆိုရင်မန္တလေးမီးရှိမုံပွဲလေးပြင်လိုက်တော့မယ်ရှင်ဝတ်သားသုံးသက်သားလေးကိုမထူမပါလေးညှက်ပြီးထည့်လိုက်ပါမယ်ရှင်ဝက်ခောက်လေးလည်းညှက်ထည့်လိုက်မယ်ရှင်ဝက်ကုတ်သားလေးနဲ့ထည့်အောင်မယ်ရှင်ကျမကဝက်ကုတ်သားလေးကြိုက်လို့ပါရှင်အသားရိုးရိုးထည့်လည်းရပါတယ်ရှင်တရုတ်နန်းနန်းပဲငပီမုံငင်းချင်းပဲပင်မောက်ပေါ်လီဂျုံကျော်စီနီလေးအပေါ်ကနေထည့်လိုက်ပါမယ်ရှင်အရသာလေးအတွက်အချုံမုံလေးအနှဲငယ်ထည့်လိုက်ပါမယ်ရှင်မရှိလေးတွေကိုအကုန်လုံးထည့်ပြီးသွားပြီဆိုရင်နေလိုက်ပါအောင်မယ်ရှင်နေနေတဲ့အချိန်လေးမှာအနံ့လေးကအရန်ကုန်မှမှုပြီးအရန်ကုန်မှစားကျင်နေပါပြီရှင်စားလိုက်တော့လေအရသာလေးရတကယ်ကိုပဲစားလို့ကောင်းပါလေရှင်